မင်္ဂလာပါတငယ်ချင်းတို့အခုဆိုရင်ငါတို့မန္တလေးရသည့်ဥတုကြီးကအရန်ပူပြင်းလာပြီငါလိုပူပူမွမွေးလေးရတာကိုငါတို့မိတ်ဆွေတွေကတောင့်တမှုတွေဖြည်းဖြည်းလျော့နေလာပြီငါကိုကူညီကြပါဦးတငယ်ချင်းဒီတော့မင်းလုံးဝစိတ်မပူနဲ့ဘာလို့လဲဆိုရင်မင်းနဲ့ငါနဲ့နှစ်ယောက်ပူပေါင်းလိုက်မယ်ဆိုရင်လုံးဝ very good အေးကြိုက်လားအပူကြိုက်လားအပူကြိုက်လားအေးကြိုက်လားငါတို့နှစ်ယောက်ရှစ်လျှောက်လက်တွဲပြီးပူပေါင်းလိုက်မယ်ဆိုရင်ငါတို့ရဲ့မိတ်ဆွေရဲ့ရှင်ထဲမှာမွေးမွေးကြိုင်ကြိုင်နဲ့အရသာကောင်းတစ်ခွက်ကိုငါတို့ပေးစွမ်းနိုင်မှာသိကြတယ်ဒါကြောင့်မင်းနဲ့ငါနဲ့အတူပူပေါင်းလိုက်မယ်လေမင်းကြိုက်တော့မင်းပေါ့ကွာငါကြိုက်တော့ငါပေါ့ကွာငါတို့ရဲ့အရသာလေးကိုလုံးဝပြောက်မသွားတဲ့အနေထားလေးကိုသူတို့ကြိုက်သွားမှာတကယ်ချင်းရငါတယောက်လုံးရှိတယ်တကယ်ချင်းစိတ်တမချနဲ့โอเคမင်းတို့ဘာတွေပြောနေလဲငါမသိဘူးငါသိတာကငါရဲ့မှတ်စုစာအုပ်ကလေးငါရဲ့စာမျက်နှာတွေငါကုံတော့မယ်ငါဒါကြောင့်ငါပြောတယ်ဘာလို့လဲဆိုရင်ငါရဲ့စာအုပ်လေးမှတ်စုစာရွက်လေးအရွက်ရည်400ကငါရဲ့မိတ်ဆွေတွေကိုလူပေါင်း400ရေးထားတဲ့အတွက်အခုဖတ်နေတဲ့သူမက်စုတွေက400မက်ဆေ့တွေကိုငါပေးနိုင်ပြီဒါကြောင့်ငါပြောတယ်ငါစာမျက်နှာလေးတုပ်ပြတော့မယ်ဆိုတော့ငါလည်းမကြခင်ချင်းရတော့မယ်ပေါ့ကွာငါရဲ့နောက်ကနံပါတ်1ငါညီလေးငါထားခဲ့မှာငါကတော့စာကြည့်တိုက်ထဲမှာငါအေးစစ်စစ်လေးနဲ့ငါအေကွန်ကန်လေးထဲမှာနေတော့မယ်ကွာဇာတမျိုးစုံမှတ်စုမျိုးစုံကြပြာစာလွမ်းတာဆွေးတာဘဝအကြောင်းတသနာတွေပေါင်းပြီးတော့မှမှတ်စု400ကိုငါဖတ်ခွင့်သူတို့ကိုပေးနိုင်တော့မှလေကွယ်မင်းတို့ပြောနေရတယ်ငါအကုန်သိတယ်ကွာငါနဲ့မဆိုင်ဘူးလို့ငါထင်နေခဲ့တာဒါပေမဲ့ဆိုင်နေဟဲ့ကောင်ပူပူလေးမင်းကိုတောက်လဲငါ့ကိုတုတ်မယ်ဟဲ့ကောင်အေးလေးမင်းကိုတောက်လဲငါ့ကိုတုတ်မယ်ဟဲ့ကောင်မှတ်စုစာအုပ်လေးမင်းကိုဖတ်ရင်လေငိုရင်ငါ့ကိုလာကြိုင်မယ်အဲအကြောင်းမင်းတို့ရဲ့ကင်တွယ်မှုတွေအကုန်လုံးငါစီမှာဆက်သိမ်းပါဟာကွာလက်တော့ရန်အတွက်သားမျက်ရည်မတော့ရဆိုတဲ့ဆောင်းပုတ်လေးမှာဘာပဲတုတ်ငါကတော့ခွင့်ပြုခြင်းနဲ့ကွာငါဆိုင်ရှင်ကိုကြီးကဒီတိုင်းပဲရေးထားတော့ငါလည်းဒီတိုင်းလေးပဲနေရတာပေါ့